တော့သူမပါလက်ပြင်းတော့သူမရဖြူပြောင်းစွာလက်ပြေချောတော့ကြော့ကြော့လေးသူရှာလမ်းဖောက်တော့သူမပါလက်ပြင်းတော့သူမရဖြူပြောင်းစွာလက်ပြေချောတော့ကြော့ကြော့လေးသူရှာကံတူရသူမပါကံစေရသူမရမြတ်ကန္နာယီကြည်တတ်မှခန်းခန်းလေးသူသားကံတူရသူမပါကံစေရသူမရမြတ်ကန္နာယီကြည်တတ်မှခန်းခန်းလေးသူသားပန်းဆိုင်ရသူမပါပေါင်းတင်ရသူမရှိပန်းပေါင်းဆုံးတင်ကျူဝေးတော့ရွေပန်းချင်းဤလူဘဝကခဏသာမြင့်မြတ်စွာလူဖြစ်ခိုက်မှာလူပီသားစွာကိုအမျိုးတွေကြိုးစားလိုက်စမ်းပါတီလျက်နဲ့ပဲရှောင်းကွာဝေဘန်ကနေဆောင်တော့မူမမှန်သူနဲ့အတွေ့နဲ့ကလေးလူအရေးဆိုချမ်းသာတော့ဝမ်းနေပါချာကဗျာရဲ့နာမည်ကဝမ်းနေပါချောင်းဒါကိုကျွန်တော်ဗလာဆိုင်တီးပါမယ်ခင်ဗျာတချင်းကကြပြာကဒါပါပဲခင်ဗျာဗလာဆိုင်ကြတော့အတန်အတွက်ဦးကြီးများနားဆင်ပါခင်ဗျာတန်မိုးရှိရလေးနဲ့ကျွန်တော်နှုတ်ဆက်ခဲ့ခြင်းလို့ပါခင်ဗျာဟုတ်ချမယ်နော်ဟေးတော်ကောင်းတဲ့ချင်းပါဒါကြောင့်ကျွန်တော်ဒီကြပြလေးပွဲတိုင်းတီးနေကြပါဟုတ်ကဲ့နားဆင်ကြည့်ပါတော်ကောင်းပါတယ်ခင်ဗျာဟုတ်ရိုက်ရွာရေးဆွေးနွေးကဝေဖန်လာသူမရောသူထင်ရမြင်တွင်းနဲ့ဘေးထိုင်ပူပြောလမ်းဖောက်တော့လူမပါလက်ပြင်းတော့သူမရဖြူပြောင်းစွာလက်ပြေချောတော့ကြော့ကြော့လေးသူရှာကံတူရသူမပါကံစေရသူမရမြတ်ကန္နာယီကြည်တတ်မှခန်းခန်းလေးသူသားပန်းဆိုင်ရသူမပါပေါင်းတင်ရသူမရှိပန်းပေါင်းဆုံးတင်ကျူမွေးတော့ရွေပန်းချင်းဤလူဘဝကခဏသာမြင့်မြတ်စွာလူဖြစ်ခိုက်မှာလူပီသားစွာကိုအမျိုးတွေကြိုးစားလိုက်စမ်းပါတီလျက်နဲ့ပဲရှောင်းကွာဝေဘန်ကနေဆောင်တော့မူမမှန်သူနဲ့အတွေ့နဲ့ကလေးလူအရေးဆိုချမ်းသာတော့ဝမ်းနေပါချာကောင်းတယ်ခင်ဗျဟဲ့လားဟုတ်ရိုက်ရွာရေးဆွေးနွေးကဝေဖန်ကသူမရောသူထင်ရမြင်တွေးနေဘေးထိုင်ပူပြောတယ်ဒီလိုလူတွေမရှိဘူးလားရှိပါရိုက်ရွာရေးဆွေးနွေးရအောင်ဆိုတော့သူနဲ့မဆိုင်သလိုဆရာကြီးလိုနေတယ်ဟုတ်ပါပြီးတော့ဘေးကနေပြီးဘူးကလန့်ထိုင်ပြောတဲ့လူတွေမရှိဘူးလားရှိတယ်သိကောင်းတယ်ခင်ဗျလမ်းဖောက်တော့သူမပါလမ်းပြင်တော့သူမရောက်ဖြူပြောင်းစွာလမ်းပြေချောတော့ကြော့ကြော့လေးသူရှောက်လမ်းဖောက်တဲ့နေရာသူမပါဟုတ်လမ်းပြင်မယ်ဆိုတော့ तू မရောက်လာရောက်ဒါပေမဲ့အဲ့ဒီလမ်းကြီးချောမွေသွားရင်တော့ तू ကကြော့ကြော့လေးရှောက်မှာဟုတ်တယ်လောကဒီလိုအချောင်သမားတွေရှိတယ်ဟုတ်တယ်ကံတူရ तू မပါကံစင်ရ तू မရောက်မြကန္နာယီကြည်တတ်မှခန်းခန်းလေး तू တောင်းတဲ့ကံတူတဲ့နေရာလဲ तू မပါဟုတ်
ကန်ဆယ်တဲ့နေရာကျလဲသူရောက်မလာဘူးဒါပေမဲ့အဲ့ဒီမြကန်တာရေကြီးတန့်လာရင်တော့အခန့်သားတောက်မဲ့လူတွေကတပုံကြီး ဟုတ်တယ် လောကအဲ့ဒီလိုအချောင်သမားတွေရှိတယ် ဟုတ် တို့ညီလေးတို့ညီမလေးတို့စာရေးဆရာမင်းသူဝင်ကြီးကလေဒီလိုလူတွေအတွက်ဝမ်းနေတယ်တဲ့ အဲ့လို အဲ့ဒီလိုအချောင်သမားတွေမဖြစ်စေနဲ့ ဟုတ် ဟုတ်တယ်နော် ဟုတ် ပန်းဆိုင်ရာသူမပန်းပေါင်းတင်ရာသူမရှိပန်းဖောင်းဆုံးတင်ကျူမှွေးတော့ရွေပန်းချင်းဤတဲ့ပန်းဆိုင်တဲ့နေရာသူမပန်းပေါင်းတင်မယ်ဆိုတော့ तू မရှိဘူး ရှိဘူး အဲ့ဒီပန်းလေးတွေပွင့်လာရင်တော့ तू ကရွေတောင်မှပန်လိုက်ချင်တယ်တဲ့ ဟော အဲ့လိုလူတွေမရှိဘူးလား ရှိပါ ကိုယ်တိုင်ကြလမ်းမဖောက်ချင်ဘူးသူများဖောက်ပြီးသားလမ်းကိုအခန့်သားလျှောက်ချင်တဲ့တို့မြန်မာနိုင်ငံတို့ရက်ရွာတွေဒီမှာအဲ့ဒီလိုအချောင်သမားတွေအများကြီးပါ ရှိတယ် အဲ့ဒီလိုလူတွေကတော့ဝမ်းနေစရာကောင်းတယ်တန်တရားအတွက်မကောင်းပါဘူးတဲ့ဒါကြောင့်တို့ညီတို့ညီမတို့ကိုအားကိုးတာသခင်စိတ်ကိုအားကိုးတာဘာစိတ်သူတစ်ပါးအားကိုးတာ ကျွန်းစိတ် ကိုလန်းကိုဖောက်ကြကိုယ်တိုင်လမ်းဖောက်နိုင်တဲ့သူဖြစ်ပါစေဟုတ်တယ်နော် ဟုတ် အချောင်မနေကြပါနဲ့အချောင်သမားတွေမကြခင်တို့နိုင်ငံမှာတွေ့လာတော့မှာပါဟုတ်တယ်နော်ကဲဒါလေးဗလာတိုင်းတီးပြီးနှုတ်ဆက်ကြည့်ဟာ ဟုတ် ဟုတ်တယ်နော် ဟုတ် သွားကြည့်ရအောင် ဟေး